အားလုံးပဲမင်္ဂလာပါဆရာဒီနေ့သင်ပြပေးမယ့်သင်ခန်းစာကတော့ Grade 12 English Unit 1ရဲ့ Comprehension Exercise ကဖြစ်ပါတယ်ပထမဆုံးဒီ exercise ရဲ့ number A မှာဆိုရင် Impair find the boldest words in the passage that are similar in meaning to the following. There are two extra words in the passage. Impair ဆိုတာကနှစ်ယောက်တွဲစီတဲ့ Find the boldest words in the passage. စာပိုက်ထဲမှာအမဲအောင်စကားလုံးလေးတွေကိုရှာပေးပါတဲ့ဘလို့အမဲအောင်စကားလုံးလေးလဲဆိုတော့ that are similar in meaning to the following. အောက်ပါပေးထားတဲ့အချက်တွေနဲ့အဓိပ္ပာယ်ဆင်တူသောအမဲအောင်စကားလုံးလေးတွေကိုရှာပေးပါတဲ့နော် There are two extra words in the passage. စာပိုက်ထဲမှာဆိုရင်အပိုစကားလုံးနှလုံးရှိပါတယ်တဲ့ဆိုလိုတာကစာပိုက်ထဲမှာစကားလုံး9လုံးပေးထားတဲ့ထဲကနေပြီးတော့ဆရာတို့ကစကားလုံး9လုံးပဲရွေးပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဆရာတို့စာပိုက်ထဲမှာဘယ်လိုစကားလုံးလေးတွေပေးထားတယ်လဲဆိုတာကိုတစ်ချက်ပြန်ပြီးတော့ကြည့်ကြရအောင်။စာပိုက်ထဲမှာပေးထားတဲ့အမဲအောင်စကားလုံးလေးတွေက universal ဒီကမ္ဘာလုံးနဲ့ဆိုင်သော virgin လေ့ကျင့်တတ်ခြင်း acceptable လက်ခံနိုင်သော vital အလွန်အရေးကြီးသော acquired ရရှိသည် impart သက်ဆိုင်ကံပေးကမ်းသည် role models စံပြပုဂ္ဂိုလ်များ celebrities နာမည်ကြီးပုဂ္ဂိုလ်များ conscientiously တာဝန်သိစွာဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒီစကားလုံးလေးတွေကကိုလုံးရှိတဲ့အထက်မှာဆရာတို့ကတင့်တော်တဲ့စကားလုံး9လုံးကိုရွေးချယ်ပြီးတော့ထည့်ပေးရမှာပါနံပါတ်1ကဘယ်လိုပါပေးထားလဲဆိုတော့ good enough to be considered satisfactory good enough ကလုံလောက်အောင်ကောင်းမွန်တယ် to be considered satisfactory သိကျင်တဲ့လောက်အောင်ကိုလုံလောက်အောင်ကောင်းမွန်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်စကားလုံး9လုံးလေးကဘယ်စကားလုံးဖြစ်မယ်ဆိုတော့သိကြတယ်ဒါဆိုရင် acceptable ဖြစ်ပါတယ်သူရဲ့အဖြစ် acceptable ကလက်ခံနိုင်လောက်တော့เนาะညီမတို့က number 2 film stars or pop stars film stars ဆိုတာကရုပ်ရှင်သရုပ်ဆောင်တွေဒါမှမဟုတ်ရင်နာမည်ကြီးအဆိုတော်တွေပေါ့နော်ဒါဆိုရင်သူ့ရဲ့အဖြစ်က celebrities ဖြစ်ပါတယ် celebrities ရဲ့အဓိပ္ပာယ်ကနာမည်ကြီးပုဂ္ဂိုလ်များ number 3 extremely important အလွန်ကိုအရေးပါတော့ဒါဆိုရင်တော့ရှင်းပါတယ်အဖြစ်ကစကားလုံး9လုံးထဲမှာ vital အလွန်ကိုအရေးကြီးတော့အလွန်အရေးပါတော့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် number 4 people that we admire and trying to copy people ဆိုလူတွေ that we admire ကျွန်ုပ်တို့လေးစားရသောလူတွေပြီးတော့ and trying to copy ကျွန်ုပ်တို့အတူယူဖို့ကြိုးစားရတဲ့လူတွေဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ role models ဆိုတဲ့စံပြပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒါကြောင့်အဖြေလေးကတော့ role models ဖြစ်ပါတယ်ဆရာတို့ဒီမှာတစ်ချက်သတိထားမှာကအရှိမ people လူတွေကအများဖြစ်နေတဲ့အတွက်အနောက်မှာ role models မှာဆရာတို့ as ပေါင်းပေးရမှာဖြစ်တယ်နော် number 5 true or suitable in every situation true ဆိုတာကမှန်ကန်တဲ့ suitable ကတင့်တော်တဲ့ in every situation အခြေအနေအရတိုင်းနဲ့တင့်တော်တဲ့မှန်ကန်တဲ့ဒါဆိုရင်တော့ဒါတစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့နိုင်ငံတိုင်းကလက်ခံကျင့်သုံးနေတဲ့အခြေအနေကိုပြောတာပါဒါဆိုရင်သူ့ရဲ့အဖြေက universal တစ်ကမ္ဘာလုံးနဲ့ဆိုင်သောဆိုတဲ့အဖြေဖြစ်ပါတယ်နော် number 6 got or obtained something ရရှိတယ်တစုံတစ်ခုကိုရရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကဒါဆိုရင်သူ့ရဲ့အဖြေလေးက acquired ရဲ့အဓိပ္ပာယ်ကလည်းရရှိတယ်နော်ရရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် number 7 give information knowledge and wisdom to someone give information သတင်းချက်လက်တွေကိုပေးတယ်ဘုဒ္ဓတွေလည်းပေးတယ်ပြီးတော့ wisdom ဆိုတဲ့အသိပညာတွေကိုလည်းပေးတယ်ဘယ်သူပေးရလဲဆိုတော့ to someone တစုံတစ်ယောက်ကိုပေးတာဒါဆိုရင်သူ့ရဲ့အဖြေကရှင်းပါတယ်စကားလုံး9လုံးထဲမှာ lesson ကံပေးပြီးပေးသည်ဆိုတဲ့အဓိပ္ပာယ်လေးရှိတဲ့စကားလုံးက impart ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့အဖြေကိုတစ်ချက်ပြန်တိုက်ကြည့်အောင် acceptable celebrities vital role models universal acquired impart ကဲဆရာတို့နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကိုကြည့်ကြရအောင်နံပါတ် B မှာ complete ဖြစ်စပါတယ်နော် each sentence below အောက်ပါပေးထားသောဝါကျတစ်ကြောင်းချင်းစီကိုဖြစ်စပါ with a suitable word သင်တော်သောစကားလုံးတစ်လုံးနဲ့တစ်လုံးစီနဲ့ဖြစ်စပါ from exercise A မှာပေးထားသောသင်တော်သောစကားလုံးတွေနဲ့ဒီအောက်မှာပေးထားတဲ့ဝါကျတစ်ကြောင်းချင်းစီကိုဖြစ်စပါတယ်နော်အဲဆိုရင် exercise A မှာတော့ဆရာတို့ရှေ့မှာဖြေခဲ့တာစကားလုံး9လုံးရှိတယ်အဲ့ဒီ9လုံးတွေကတင့်တော်တဲ့စကားလုံးတွေကိုရွေးချယ်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်เนาะ number 1မှာသူပါမေးထားလဲဆိုတော့ဆရာတို့တူဖတ်ကြည့်အောင် some manners are blank
For example, table manners are adopted in every country. Some manner တချို့သောအပြုအမူတွေကတော့ are blank ကွက်လက်တွေဖြစ်ပါတယ် For example ဥပမာအားဖြင့် table manners သမင်စားနေစဉ်ယဉ်ကျေးမှုကတော့ are adopted in every country နိုင်ငံတိုင်းလူမှာလက်ခံကျင့်သုံးကြပါတယ်เนาะဒါဆိုရင် table manner တွေလိုမျိုးအပြုအမူတွေကိုနိုင်ငံတိုင်းလူကလက်ခံကျင့်သုံးတယ်ဆိုတဲ့အတွက် table manner တွေလိုမျိုးတချို့သောအပြုအမူတွေကနိုင်ငံတိုင်းနဲ့ဆိုင်တယ်ဒါဆိုရင်တစ်ကမ္ဘာလုံးနဲ့ဆိုင်နေဆိုတဲ့ဒိဗယ်နဲ့ရေးထားတာဖြစ်တယ်ဒါဆိုရင်သူ့ရဲ့ကွက်လက်မှာလိုနေတဲ့စကားလုံးတွေကဆရာတို့ရှိမှခုနှလုံးထဲမှာဖြစ်ထားတဲ့ universal ဆိုတဲ့စကားလုံးလေးဖြစ်တယ်နော် Number 2 saying thank you is a socially blank manner in our culture saying thank you လို့ပြောတဲ့လေ့ကျင့်ရတော့တဲ့ is a socially blank manner လူမှုရေးအဖြစ်တော့ကွက်လက်ဖြစ်တဲ့အပြုအမူတစ်ခုဖြစ်ပါတယ် in our culture ကျွန်ုပ်တို့ရဲ့ယဉ်ကျေးမှုမှာနော်ကျွန်ုပ်တို့ရဲ့ယဉ်ကျေးမှုမှာဆိုရင် thank you လို့ပြောတဲ့အပြုအမူကလူမှုရေးအပြင်ကွက်လက်ဖြစ်တော့အပြုအမူတစ်ခုဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်ကွက်လက်ထဲမှာလိုနေတာကလူမှုရေးအပြင်ကွက်လက်ဖြစ်တော့အပြုအမူဒါကြောင့်မလို့လူမှုရေးအပြင်ဆိုရင်လက်ခံနိုင်လောက်တော့အပြုအမူလို့ပြောတာเนาะဒါဆိုရင်ဆရာတို့ထည့်ပြရမယ့်စကားလုံးလေးကလက်ခံနိုင်လောက်တော့ဆိုတဲ့အဓိပ္ပာယ် acceptable ဆိုတဲ့စကားလုံးလေးကိုထည့်ပြရမှာဖြစ်ပါတယ် Number 3ကိုကြည့်ကြရအောင် Parents and teachers play a blank role in shaping their children's attitudes. Parents and teachers. မိဘတွေနဲ့ဆရာတွေကတော့ play ပါဝင်တဲ့ a blank role. ကွက်လက်ဖြစ်တဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်နော်။ဘာလို့တဲ့နေရာမှာလဲဆိုတော့ in shaping ပုံဖော်တဲ့နေရာမှာ their children's attitudes. သူတို့ရဲ့ကလေးတွေရဲ့အမြင်သဘောထားတွေကိုပုံဖော်တဲ့နေရာမှာအရန်ကိုကွက်လက်ဖြစ်သောအခန်းကဏ္ဍကပါဝင်နေတယ်နော်။ဒါဆိုရင်ကွက်လက်ဖြစ်သောအခန်းကဏ္ဍတည့်ရဆိုတဲ့အတွက်အရင်အလုံးကိုအရေးကြီးသောအခန်းကဏ္ဍလို့ဆရာတို့ပြောရမှာဖြစ်တယ်။ဒါကြောင့်ကွက်လက်ထဲမှာလိုနေတဲ့စကားလုံးလေးကအလုံးအရေးကြီးသောဆိုတဲ့စကားလုံးလေး vital ဆိုတဲ့စကားလုံးလေးကိုဆရာတို့ထည့်ပြရမှာဖြစ်တယ်နော်။ဒီမှာတစ်ချက်သတိထားရမှာကကွက်လက်ရဲ့ရှေ့မှာ antel article ပါတယ်။ကွက်လက်ရဲ့အနောက်မှာဆိုရင် role ဆိုတဲ့အခန်းကဏ္ဍဆိုတဲ့ noun လိုက်တယ်။ဒါကြောင့်မလို့ article နဲ့ noun နဲ့ရကြမှာဆိုရင်ဆရာတို့က vital ဆိုတဲ့ adjective ကိုထည့်ပြရတာဖြစ်တယ်နော်။ Number 4 To blank knowledge to students is one of the chief duties of a teacher. To ကွက်လက်လုပ်ရင် knowledge ဘဝတုဒ္ဒတွေကို to students ကျောင်းသားတွေကိုကွက်လက်လုပ်ဖို့အတွက် is ဖြစ်ပါတယ်တဲ့ one of the chief duties of a teacher. ဆရာတယောက်ရဲ့အဓိကတာဝန်တွေကတစ်ခုဖြစ်ပါတယ်နော်။ဒါဆိုရင်ကျောင်းသားတွေကိုဘဝတုဒ္ဒတွေကိုဘာလုပ်ရန်လဲဆိုတော့ lesson ကန့်ပေးရန်နော်။ဒါဆိုရင်သူ့ရဲ့အဖြေကတော့ရှင်းပါတယ် impart ဖြစ်ပါတယ်နော်။ Number 5. Blank may influence the lifestyles of teenagers, the way they dress and the way they behave. Blank quality ကတော့ may influence လွှမ်းမိုးနိုင်တဲ့ the lifestyles of teenagers. ဆယ်ကျော်သက်တွေရဲ့လူနေမှုပုံစံကိုဒါလွှမ်းမိုးနိုင်တယ်နော်ကွက်လက်ကဆယ်ကျော်သက်တွေရဲ့ဘယ်လိုပုံစံတွေလဲဆိုတော့ the way they dress သူတို့ဝတ်စားတဲ့ပုံစံတွေ the way they behave သူတို့ပြုမှုနေထိုင်သောပုံစံတွေနော်ဒါတွေကိုလွှမ်းမိုးနိုင်တဲ့ဆယ်ကျော်သက်တွေရဲ့လူနေမှုပုံစံကိုဘယ်ဟာတွေကလွှမ်းမိုးမှုရှိတာလဲဆိုတော့သူ့ရဲ့အဖြေမှာထည့်ပြရမှာက celebrities ဖြစ်ပါတယ် Number 6 For some students တချို့သောကျောင်းသားတွေအတွက် their teachers are blank for them to imitate. They are teachers သူတို့ရဲ့ဆရာတွေကတော့ are blank ကွက်လက်တွေဖြစ်တဲ့ for them သူတို့အတွက် to imitate နော်အတူယူရန်အတွက်ဆရာတွေကကွက်လက်တွေဖြစ်ပါတယ်အဲဆိုရင်သူ့ရဲ့အဖြေက role models ဖြစ်ပါတယ်နော်ဒီမှာဆရာတို့က they are teachers သူတို့ရဲ့ဆရာတွေကအရှိမ subject ကအများမစမလို့ဆရာတို့ role models ကိုထည့်တဲ့အခါမှာ role models မှာ as ပါမယ်ဆိုတာကိုဆရာတို့တစ်ချက်သတိပြုရမှာဖြစ်တယ်နော် Number 7 Our company had blank a reputation for quality and service. Our company ငါတို့ရဲ့ company ကအရေးအသွေးနဲ့ဝန်ဆောင်မှုအတွက်နာမည်ဂုဏ်သိက္ခာတစ်ခုကိုရှိခဲ့တယ်ရရှိခဲ့တယ်ဒီလိုပြရမယ်ဒါဆိုရင်ရရှိခဲ့တယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က acquired ဖြစ်ပါတယ်နော်ဒါဆိုရင်ဆရာတို့အဖြေပြန်ပြီးတော့တိုက်ကြည့်ရအောင်နံပါတ် B ကိုနံပါတ် 1 မှာဆရာတို့ထည့်ထားတာက universal ထည့်ထားပါတယ်နံပါတ် 2 acceptable ထည့်ထားတယ်နံပါတ် 3 vital Number 4 impart Number 5 celebrities နာမည်ကြီးပုဂ္ဂိုလ်များ Number 6 role models Number 7 acquired ဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့နံပါတ် C ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်နံပါတ် C မှာမေးထားတာက give a full sentence answer to each question below
အောက်ပါပေးထားတော့မိခွန်းတစ်ခုချင်းစီကိုပြည့်စုံတဲ့ဝါကျတစ်ကြောင်ချင်းစီနဲ့ဖြည့်ပေးရမယ်တဲ့နော်ဒါဆိုရင်အဖြေကိုပြည့်စုံရေးပေးရမယ် short answer ပေးလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် number 1 what is the difference between manner and manners what is ကပါလေ the difference ကွဲပြားခြားနားချက်ကပါလေ between manner and manners manner နဲ့အနောက်မှာ s ပေါင်းထားတဲ့ manners ဆိုတဲ့စကားလုံးနှလုံးရဲ့ခြားရကွဲပြားခြားနားချက်ကပါလေတဲ့နော်ဒီစာဆိုရင်ဆရာတို့မေးခွန်းကောက်ရမယ် verb to be ရဲ့နောက်ကနေစပြီးတော့ဆရာတို့မေးခွန်းကောက်ရမှာဖြစ်တယ်ဒါကြောင့် the difference between manner and manners is it ကိုနောက်ဆုံးမှာပြန်ထည့်ပြီးတော့ဆရာတို့ဖြေမယ်အဖြေဟာစာပိုက်ထဲကနေပြီးတော့ရှာပြီးတော့ဖြေရမှာဖြစ်တယ်ဖြေရဲ့အစမှာဆိုရင် subject verb တွေနဲ့ပြန်ပြီးတော့စမယ် sentence တစ်ကြောင်းကိုဆရာတို့ကဖြေမယ်ဆိုတဲ့အတွက်ဆရာတို့ကဟိုမေးခွန်းလည်းဖြစ်တယ်ဆိုတဲ့အတွက် that နဲ့ဆက်ပြီးတော့ဖြေမှာဖြစ်တယ်ဒါကြောင့် that နဲ့ဆက်လိုက်မယ် is that manner refers to the way of doing something that manners refers to the way a person behaves in society နော် manner ဆိုတာတော့တဲ့ the way refers to the way of doing something တစုံတစ်ခုကိုပြုမှုသောပုံစံကိုဒါကိုစားပြုတယ်နော် that ဒါပေမဲ့ manners refers to the way that a person behaves in society manners မှာ as ပေါင်းထားတယ်ဆိုတဲ့စကားလုံးလေးရတော့တဲ့လူဖွဲ့စည်းမှာလူတစ်ယောက်ကပြုမှုသောပုံစံကိုကိုစားပြုပါတယ်တဲ့နော်ဒါဆိုရင်ဒီ manner နဲ့ manners ရဲ့ဒီကွဲပြားခြားနားချက်ကိုဆရာတို့က but ဆိုတဲ့ conjunction လေးနဲ့ဆက်ပြီးတော့ဖြေရမှာဖြစ်တယ်နော် number 2 if we accidentally hurt someone what should we say နော် if we accidentally hurt someone ဆိုတာကကျွန်ုပ်တို့ကတစုံတစ်ယောက်ကိုမတော်တဆထိခိုက်မိမယ်ဆိုရင် what should we say ကျွန်ုပ်တို့ဘယ်လိုပြောသင့်တယ်လဲတဲ့နော်ဒါကတော့အဖြေရရှင်းပါတယ်ဒါမြန်မာလိုစဉ်းစားကြည့်ရင်တော့မှပဲအဖြေရသိနိုင်ပါတယ်တစုံတစ်ယောက်ကိုတွားပြီးတော့ကိုကထိခိုက်မိမယ်ဆိုရင်သူတို့ကိုပြောသင့်တာက I'm sorry နော်ငါဝမ်းနေပါတယ်ဒီလိုလေးပြန်ပြီးတော့ပြောသင့်ပါတယ်နော်ဒါဆိုရင်ဆရာတို့ဖြေရမယ့်အဖြေက if we accidentally hurt someone ဆိုတဲ့စာကြောင်းကိုကော်မာစာကြောင်းဖြစ်နေတဲ့အတွက်ဆရာတို့ဘာမှမပြောင်းဘဲနဲ့ဒီတိုင်းပြန်ကူမယ် what should we say ဆိုတဲ့စာကြောင်းမှာမေခွန်းစာကြောင်းဖြစ်နေတယ်ဆိုတဲ့အတွက်ဆရာတို့ should ရဲ့ model verb ရဲ့နောက်ကနေစပြီးတော့မေခွန်းကောက်မယ် we should say နော်ဆရာတို့ subject ရဲ့နောက်မှာ model verb ပြန်ထည့်မယ် we should say I am sorry နော် I am အဖြေကဆိုရင်ဆရာတို့ထည့်ရမယ့်အဖြေက I am sorry ပေါ့ငါဝမ်းနေပါတယ်လို့ငါတို့ပြန်ပြောသင့်တယ်နော်ဒီလိုပြန်ဖြေပြရမယ် number 3 where do children's manners originate where ဘယ်နေရာနေပြီးတော့ children's manners originate ကလေးတွေရဲ့အပြုအမူတွေကဘယ်နေရာနေပြီးတော့စင်တလာတလဲတဲ့နော်ဒီမေခွန်းရဲ့အဓိပ္ပာယ်အဲဆိုရင်ဆရာတို့မေခွန်းများကောက်မယ်ဒီမေခွန်းမှာဆိုရင်ဆရာတို့ verb to do ရဲ့နောက်ကနေပြီးတော့မေခွန်းစကောက်မယ် children's manners originate ဘယ်ကနေပြီးတော့စတင်တာလဲဆိုတော့အားလုံးသိပြီးသားဖြစ်ပါတယ်အိမ်ကနေပြီးတော့ပဲစတင်မယ်ဒါကြောင့်ဆရာတို့ပြရမယ့်အဖြေက at home နော် number 4 how can children learn manners from their elders how ဘလို့တဲ့နော် can children learn manners ကလေးတွေကအပြုအမူတွေကိုဘလို့သင်ယူကြသလဲ from their elders သူတို့ရဲ့အကြီးတွေစီကနေပြီးတော့နော်အပြုအမူတွေကိုဘလို့သင်ယူကြသလဲတဲ့နော်ဒါဆိုရင်ဆရာတို့မေးခွန်းကိုပြန်ကောက်မယ် model verb ရဲ့နောက်ကနေပြီးတော့ဆရာတို့မေးခွန်းစကောက်မယ် model verb ကို subject ရဲ့နောက်ကိုပြန်ပို့မယ် children can learn manners from their elders ဒီမှာတစ်ချက်မှတ်ထားမှာက how မေးခွန်းဖြစ်တဲ့အတွက်ဆရာတို့ generally ရပြောမယ်ဆိုရင် how မေးခွန်းဆိုရင် by plus ing နဲ့ဆရာတို့ဆက်ပေးရမှာဖြစ်တယ်ဒါကြောင့် by imitating them လို့ဆရာတို့ဖြေရမှာဖြစ်တယ်เนาะအဲဒါမလို့ by imitating them သူတို့ကိုအတူယူခြင်းဖြင့်ဆိုတဲ့စာသားလေးနဲ့ဆရာတို့ဆက်ပြီးတော့ဖြေပေးရမှာဖြစ်တယ်ဒီမှာ how မေးခွန်းဆိုတဲ့အတွက် by plus ing နဲ့ဆက်ရမယ်ဆိုတာကိုဆရာတို့တစ်ချက်သိထားရမယ်เนาะရေဘူးရအပြင်သိထားရမယ် number 5 apart from home အိမ်မှလွဲ၍တဲ့နော် where do children learn or acquire manners apart from home ဆိုတာအိမ်မှလွဲ၍where do children where ဆိုတာဘယ်နေရာနေပြီးတော့ children learn ကလေးတွေကသင်ယူတာလဲ or သို့မဟုတ် acquire manners အပြုအမူတွေကိုရရှိတာလေနော်အဲဆိုရင်ကလေးတွေကအိမ်မှလွဲပြီးတော့ဘယ်နေရာတွေကနေပြီးတော့အပြုအမူတွေကိုသင်ယူတာလဲသို့မဟုတ်ရရှိတာလေတဲ့ဒီမေးခွန်းရဲ့အဓိပ္ပာယ်အဲဆိုဆရာတို့ကော်မာကုတ်ထားတဲ့ phrase လေးကိုဆရာတို့ဒီတိုင်းလေးပြန်ကုမယ် apart from home ဘာနောက်ကမေးခွန်းကိုဆရာတို့နောက်က verb to do ရဲ့နောက်ကနေပြီးတော့စပြီးတော့ကောက်မယ် children learn or acquire manners ဆရာတို့ဘယ်ရလဲဆိုတော့အားလုံးသိပြီးသားဖြစ်တယ်
အိမ်ကနေလွဲ၍ဆိုတဲ့အတွက်အိမ်ပြီးရင်နောက်တစ်ခုကကြောင်းပဲရှိရနော်ဒါကြောင့်ဆရာတို့ပြရမယ့်အသေးက from their school number 6 why can we say that the work domain is an institution that imparts manners why ဘာကြောင့်လဲနော် can we say ငါတို့ပြောနိုင်တာလေ that the work domain is an institution အလုပ်နေရာကတော့ is an institution ဆိုတာကဖွဲ့စည်းတစ်ခုဖြစ်တဲ့ that imparts manners အပြုအမူတွေကိုလက်ဆင့်ကမ်းပြီးတော့ဖွဲ့စည်းတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ဘာကြောင့်ပြောနိုင်တာလဲတဲ့မေးခွန်းရဲ့အဓိပ္ပာယ်ကအဲဆိုရင်ဆရာတို့ဖြေပေးရမှာကဒီမေးခွန်းမှာဆိုရင် modal verb ရဲ့နောက်ကနေပြီးတော့ဆရာတို့မေးခွန်းစကောက်မယ် modal verb ကို subject ရဲ့နောက်ကိုပြန်ပို့မယ် we can say that the work domain is an institution that imparts manners why နဲ့မိတဲ့အတွက်ဆရာတို့ because နဲ့စမယ် because ရဲ့နောက်မှာဆိုရင်ဆရာတို့ဆရာဖြေထားတဲ့စာသားလေးက once a person gets a job လူတစ်ယောက်ကအလုပ်တစ်ခုကိုရတယ်ဆိုရင် his work domain သူ့ရဲ့အလုပ်နေရာတော့ becomes an added institution ထပ်တိုးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ်เนาะဘာလို့ဖို့လက်ထပ်တိုးတာလဲဆိုတော့ to influence him သူ့ကိုလွှမ်းမိုးဖို့အတွက် for good or evil ကောင်းဖို့နဲ့ဆိုးဖို့เนาะအလုပ်နေရာကတော့ကောင်းဖို့နဲ့ဆိုးဖို့အတွက်သူ့ကိုလွှမ်းမိုးဖို့ထပ်တိုးလာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်เนาะသူအလုပ်ရတဲ့အခါမှာဒါကြောင့်မလို့ဒီစာသားလေးကိုဆရာတို့ဖြည့်ပေးရမှာဖြစ်တယ်เนาะ number 7 who often influences children and teenagers today who ဆိုတာကဘယ်သူတွေကတော့တဲ့ often influences လွှမ်းမိုးတာလေတဲ့ children and teenagers today ယနေ့ခေတ်မှာရှိတဲ့ကလေးတွေနဲ့ဆယ်ကျော်သက်အရွယ်တွေကိုဘယ်သူတွေကလွှမ်းမိုးတာလဲဒါဆိုရင်အဖြေရတော့ရှင်းပါတယ်ဆရာတို့ဖြေထည့်ပြရမှာက who ကိုဖြုတ်ပြီးတော့ who နေရာမှာအဖြေထည့်ပြရမယ်เนาะဒီမှာကမေဝန်ကောက်စရာ helping verb ပါမလာတဲ့အတွက်ဆရာတို့ကပြုလုပ်တဲ့ subject လိုနေတာဖြစ်တယ်เนาะဒါကြောင့်ဆရာတို့ who ကိုဖြုတ်ပြီးတော့ who နေရာမှာအဖြေထည့်ပြရမယ်ဖြေရမယ့်အဖြေက celebrities တစ်လုံးနဲ့ဖြစ်တယ်เนาะဒါကြောင့်အဖြေက celebrities often influence children and teenagers today number 8 who are the most responsible persons for imparting good manners to children who ဘယ်သူကတော့ are the most responsible persons တာဝန်အရှိဆုံးလူပုဂ္ဂိုလ်တွေဖြစ်တာလေတဲ့နော် for imparting good manners ကောင်းသောအပြုအမူတွေကိုလက်ဆင့်ကမ်းပေးတဲ့နေရာမှာဆိုရင်ဘယ်သူတွေကတာဝန်ရှိဆုံးပုဂ္ဂိုလ်တွေဖြစ်တာလဲတဲ့ဘယ်သူတွေကိုလက်ဆင့်ကမ်းပေးမှာလဲဆိုတော့ to children ကလေးတွေကိုနော်ဒါဆိုရင်ဒီမေးခွန်းကိုစကောက်မယ် have to be ရဲ့နောက်ကနေဆရာတို့မေးခွန်းစကောက်မယ် the most responsible persons for imparting good manners to children are ဆရာတို့ are ကိုနောက်ဆုံးမှပြန်ထည့်မယ်နော်အဲဒါမျိုးနောက်ဆုံးမှပြန်ထည့်ပြီးတော့ဘယ်သူတွေကတာဝန်ရှိဆုံးလဲဆိုတော့ဆရာတို့အကလုံး all the elders of the present generation ဒီခုလက်ရှိမျိုးဆက်ရဲ့အကြီးအကဲအားလုံးမှာတာဝန်ရှိပါတယ်ဆိုတဲ့စာသားလေးကိုဆရာတို့ကဖြည့်ပေးရမှာဖြစ်တယ်နော်ဒါကြောင့်သူ့ရဲ့အဖြေစာသားလေးက all the elders of the present generation ဆိုတဲ့အဖြေလေးဖြစ်တယ်နော် number 9 to build a well-mannered society what should the elders of the present generation do to the juniors to build a well-mannered societyယဉ်ကျေးတဲ့လူဖွဲ့စည်းမှုကိုတည်ဆောက်ဖို့အတွက်တဲ့နော် what should the elders of the present generation the elders of the present generation ဆိုတာကယခုလက်ရှိရဲ့မျိုးဆက်တွေကတော့တဲ့ဘာတွေလုပ်ပေးတင်တယ်လဲနော် should နဲ့ do နဲ့တွဲပြီးဆရာတို့ဘာသာပြရမယ်ဘာလုပ်ပေးတင်တယ်လဲနော် to the juniors အငယ်တွေကိုဘာလုပ်ပေးတင်တယ်လဲဒါဆိုရင်ဆရာတို့အရှိက comma ပုတ်ထားတဲ့စကားစုလေးကိုဒီတိုင်းပြန်ရေးမယ် to build a well-mannered society နော် comma တိကူမယ်ပြီးတော့ဆရာတို့ model verb ရဲ့နောက်ကနေစပြီးတော့မေးခွန်းကောက်ရမယ်နော်The elders of the present generation ယခုလက်ရှိမျိုးဆက်တွေရဲ့အကြီးတွေကဘာလို့လုပ်တင်တယ်လဲဆိုတော့ပြုလုပ်ရမယ့်အရာကိုဆရာတို့က do ကိုဖြုတ်ပြီးတော့ do ညမှာအဖြေထည့်ပြရမယ်နော်အားကြောင့်မလို့ဆရာထည့်လိုက်တာက model verb ကိုနောက်ကိုပြန်ပို့ပဲပြီးတော့ conscientiously join hands တာဝန်တည်တည်နဲ့လက်တွဲရမယ်ပြီးတော့ teach the juniors အငယ်တွေကိုသင်ကြားပေးရမယ် to be law abidingဥပဒေလိုက်နာတတ်ဖို့ upright ဖြောင့်မတ်မှန်ကန်ဖို့ honest ရိုးသားဖို့ self-respecting ကိုယ်ကိုလေးစားဖို့ discipline စီကံရှိဖို့ punctual အချိန်မှန်ဖို့ charitable တရားတရားရှိဖို့ helpful ကူညီတတ်ဖို့ merciful တနာညှတာတတ်ဖို့နဲ့ forgiving ခွင့်လွှတ်တတ်ဖို့ဆိုတဲ့အရာတွေကိုဒီချက်တွေရှိလာဖို့အတွက်တာဝန်တည်တည်နဲ့လက်တွဲပြီးတော့အငယ်တွေကိုသင်ကြားပေးရမယ်ဆိုတဲ့စာသားလေးကိုဆရာတို့ကထည့်ပေးရမှာဖြစ်ပါတယ်နော်ဒါကြောင့်ဒီမေးခွန်းမှာဆိုရင် do ကိုဖြုတ်ပြီးတော့ do ညမှာအဖြေထည့်ပေးမယ်နော် number 10 do you think good manners are the key to success in life why or why not
Do you think မင်းထင်သလားတဲ့ good manners ပြုမှုကောင်းတွေကတော့ are the key to success in life ဘဝမှာအောင်မြင်ဖို့အတွက်အဓိကသောချက်ဖြစ်တယ်လို့မင်းထင်သလားတဲ့ထင်နေဆိုရင်လဲ why ဘာကြောင့်ထင်တာလဲမထင်ဘူးဆိုရင်လဲ why တော့ဘာကြောင့်မထင်တာလဲเนาะဒီလိုမေးထားတာဒါဆိုရင်ဆရာတို့က yes no နဲ့ဖြေမယ်ဒီမေးခွန်းမှာဒါကတော့ဆရာဒီမှာဖြေထားတာက2ရဲ့နောက်ကနေမေးခွန်းစောက်ကောက်မယ် you ဘာပြောမလဲဆိုတော့ I ပြောမယ်เนาะရှိတယ်ဆိုတဲ့အတွက်ရှေ့မှာ yes comma ကုန်မယ် I think good manners are the key to success in life why နဲ့မိတဲ့အတွက် because ဘာကြောင့်လဲဆိုတော့ everybody likes well mannered people လူတိုင်းကတော့ဒီ well mannered people ဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ယဉ်ကျေးတဲ့လူတွေပေါ့နော်ယဉ်ကျေးတဲ့လူတွေကိုလူတိုင်းကနှက်သက်ကြတဲ့အတွက်ကြောင့်ဖြစ်တယ်တဲ့နော်ဒီလိုလေးဖြေပေးရမှာဖြစ်တယ်နော်ကဲဒါကတော့ဆရာ exercise စီမှာပေးထားတဲ့မေခွန်း10ပုဒ်ကိုဆရာဖြေပေးလိုက်တာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်နော်